င်္ဂလာပါရှင်အာယူ International စေယုံကြီးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီကနေ့ကျမပြုလုပ်တဲ့ဆွေးနွေးပွဲလေးကတော့2025ခုနှစ်စက်တင်ဘာလ29ရက်နေ့မှာကြာရောက်တဲ့ World Health Day ကမ္ဘာနှလုံးကျန်းမာရေးနေ့အထိမ်းအမှတ်အနေနဲ့ကျမပြုလုပ်တာပဲဖြစ်ပါရရှင်ဒီ season လေးမှာဆိုလို့ရှိရင်နှလုံးခုန်မမှန်ခြင်းယောဂနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမျှဝေပေးသွားအောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့နှလုံးထုခုသမားတော်ကြီးဆရာကြီးပါမောက္ခဒေါက်တာဦးမြင့်စိုးဝင်းကိုထပ်မံဖိတ်ခေါ်ရပါရရှင်ဆရာကြီးမင်္ဂလာပါရှင်ဒီပေါ့နော်နှလုံးကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ပထမပိုင်းမှာဆိုလို့ရှိရင်ပေါ့နော်နှလုံးသွေးကြောခြင်းယောဂနှလုံးသွေးကြောပိတ်ယောဂနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမျှဝေပေးခဲ့တယ်ပေါ့နော်ဒုတိယပိုင်းအနေနဲ့ဒီနှလုံးခုန်မမှန်တဲ့ယောဂနဲ့ပတ်သက်ပြီးတော့ဆက်လက်ဆွေးနွေးမျှဝေပေးပါအောင်ဆရာပထမဆုံးမေးချင်တာပေါ့နော်ဒီနှလုံးခုန်မမှန်တဲ့ယောဂဆိုတာဘာလဲဆိုတာလေးလည်းပြောပြပေးပါအောင်ဆရာကြီးကျွန်တော်တို့ရဲ့နှလုံးကပုံမှန်အဖြစ်နှလုံးခုန်လုံးက80-80ပတ်ဝန်းကျင်လောက်မှာပုံမှန်ခုန်နေတာပေါ့နော်မြန်နည်းနည်းမြန်မယ်နေ့နည်းနည်းနေမယ်ပုံမှန်တော့အဲ့လောက်မှသွားနေတယ်အဲ့တော့ဒီယောဂတစ်ခုခုကြောင့်ဒီနှလုံးခုန်လုံးကအလွန်မြန်သွားတာလည်းဖြစ်နိုင်တယ်အင်္ဂလိပ်လိုတော့ tachycardia လို့ခေါ်တယ်နောက်တစ်ခုကအလွန်နှေးသွားတာလည်းဖြစ်နိုင်တယ် bradycardia လို့လည်းခေါ်တယ်နော်အဲ့တော့အလွန်မြန်သွားတဲ့နှလုံးခုန်မမှန်တဲ့ယောဂတွေကတော့အများကြီးပဲရှိတယ်ဒီထဲမှာအဓိကအရေးကြီးတဲ့ယောဂတစ်ခုကတော့ atrial fibrillation ဆိုတဲ့နှလုံးခုန်မမှန်ပြီးတော့မြန်တဲ့ယောဂရဲ့နောက်တစ်ခုကအလွန်နှေးသွားတဲ့အဲမှာဒီအဖြစ်များတာကတော့ဒီနှလုံးခုန်ထိန်းတာကိုထိန်းတဲ့အာရုံကြောလေးတွေချိုးရင်းသွားလို့ heart block ဖြစ်ပြီးတော့နှလုံးခုန်နှေးသွားတာလည်းရှိတယ်တချို့လူတွေကြတော့တစ်ခါတည်းလည်းမြန်တယ်တစ်ခါတည်းလည်းနှေးတယ်သူကနှေးလိုက်မြန်လိုက်ဖြစ်နေတာပေါ့နော်အဲ့ဒါကိုတော့ sick sinus syndrome လို့ခေါ်တယ်ဒီနှလုံးခုန်ထိန်းတဲ့အာရုံကြောလေးမှာဖြစ်တဲ့ယောဂတစ်မျိုးပေါ့ဆိုတော့အဲ့ဒါတွေအားလုံးကဒီနှလုံးခုန်မမှန်တဲ့ယောဂတွေမှာပါတယ်ပေါ့နော်